အားလုံးမင်္ဂလာပါရှင်ကျွန်မပန့်လင်းဖြစ်ပါတယ်ကျွန်မလက်ရှိ Australia Award Scholarship နဲ့ The University of Melbourne မှာတက်ရောက်နေတာဖြစ်ပါတယ်ကျွန်မကိုဆရာလှမောင်တန်းကနေပြီးတော့မှAustralia Award Scholarship နဲ့ပတ်သက်ပြီးတော့ information တွေမျှဝေပေးဖို့အတွက် request လုပ်တဲ့အတွက်ကြောင့်မို့လို့ဒီ video လေးပြုလုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်မဒီ video ထဲမှာကျွန်မပထမဦးဆုံးscholarship လျှောက်ခဲ့တော့ကအတွေ့အကြုံတွေခက်ခဲရရဲ့ Australia Award Scholarship အတွက်ဘယ်လိုပြင်ဆင်ခဲ့လဲပေါ့အထူးသဖြင့် essay တွေကိုဘယ်လိုမျိုးရေးသားခဲ့လဲဆိုတာတွေကိုပြောပြပြီးတော့မှဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်မ information တွေကိုမမျှဝေခင်မှာကျွန်မရဲ့ဒီ scholarship journey တစ်လျှောက်လုံးမှာinformation တွေ sharing လုပ်ပေးခဲ့တယ်။နောက်အကြံဉာဏ်ကောင်းတွေပေးခဲ့တယ်။ကျွန်မရဲ့ essay တွေကိုပေါ့နော်စိတ်ရှိလိုက်ရှင်နဲ့ဖတ်ပြီးတော့မှ feedback ပေးခဲ့တဲ့ဆရာကျော်မင်းကိုကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်။ကျမရဲ့ပထမဆုံးစလျှောက်တဲ့ scholarship ကကြတော့ Australia Award Scholarship မဟုတ်ဘူးပေါ့နော်တခြားတစ်ခုကိုစပြီးတော့လျှောက်ခဲ့တာအဲ့တော့ဆက်စလျှောက်တဲ့အချိန်မှာကြတော့ကိုကပထမဆုံး scholarship ဖြစ်တဲ့ကြောင့်မို့လို့ဘာမှ ready မဖြစ်နေဘူးပေါ့နော် documents တွေလည်း ready မဖြစ်နေဘူးပြီးတော့ဒီကိုရဲ့ English skills ကိုလည်းပဲစိတ်ပူနေရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အကယ်၍ IELTS ဖြေရမယ်ဆိုရင်ဒီအလုပ်တစ်ဖက်နဲ့ဒီ IELTS ကိုအချိန်ပေးပြီး practice လုပ်ပြီးတော့မှဖြေဖို့အတွက်ကိုbalance လုပ်နိုင်ပါမလားပေါ့နော်အဲ့ဒါလည်းစိုးရိမ်ခဲ့တယ်ပြီးတော့နောက်ဒီ scholarship access တွေရေးတဲ့ဟာမှာဆိုရင်လည်းပဲကိုကဘယ်လိုစပြီးရေးရမှန်းမသိဘူးပေါ့နော်ဘယ်လို approach လုပ်ရမှန်းမသိဘူးပြီးတော့အဲတော့ငါရေးခဲ့တဲ့ scholarship access ရလည်းပဲစာလုံးကြီးအလုံး2000ဆိုတော့အဲ့ဒီအလုံး2000ကို organize ပေါ့နော်လုပ်ရတဲ့ဘိုင်းမှာလည်းပဲအခက်အခဲရှိရပေါ့နော်ပြီးရင်နောက်ကကျတော့ recommendation letters တောင်းတဲ့ဘိုင်းမှာဆိုရင်လည်းပဲ draft ပေးရမှာလားdraft ကမပေးဘဲနဲ့ပေါ့နော်ကို recommendation letter တောင်းတဲ့ဆရာမကပဲရေးပေးတာလားပေါ့နော်အဲ့လိုမျိုးတွေကအစာကိုမှအများကြီးအခက်အခဲဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ပထမဆုံး scholarship ကိုစလျှောက်ဖို့စူးစမ်းနေတဲ့သူတွေပေါ့နော်ဒီလိုမျိုးကျမလိုမျိုးပဲစိတ်ပူနေတဲ့သူတွေရှိရဲဆိုရင်ကိုကဖြည်းဖြည်းချင်းပြင်ဆင်ပြီးတော့မှ scholarship ကိုစပြီးတော့လျှောက်ဖို့အတွက်တိုက်တွန်းလိုပါတယ်အကယ်၍ကိုက scholarship ကိုပေါ့နော်စပြီးတော့လျှောက်ဖို့အတွက်စူးစမ်းနေတဲ့သူဆိုရင် documents တွေကိုဖြည်းဖြည်းချင်းစုပါပေါ့နော်ကျမတို့က first year to final master အတွက် scholarship ရှောက်မယ်ဆိုရင် first year to final ပေါ့နော် bachelor က academic transcripts တွေကိုတင်ရတယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့ academic transcript တွေကိုတေချာကြိုးထုတ်ထားပေါ့နော်အဲ့လိုမျိုးပြီးရင်နောက် notary ပြန်ရမယ့်ဟာတွေပေါ့မြန်မာလိုဖြစ်နေတဲ့ဥမာမှတ်ပုံတင်တို့ပါလို့ဆိုရင် notary ပြန်ထားမယ်ပေါ့နော်ကြိုပြီးတော့မှအကယ်၍ကိုက notary ပြန်တာကိုကတခါမှမလုပ်ဘူးဆိုလို့ရှိရင်သိတဲ့သူကိုမေးပြီးတော့မှဘယ်မှာပြန်တာလဲပေါ့နော်ဘယ် service ကကောင်းလဲအဆင်ပြေလဲစသဖြင့်မေးပြီးတော့မှကိုကကြိုတင်ပြင်ဆင်ပြီးတော့မှစုထားပေါ့နော်နောက်ထပ်ကကြတော့ English skills ကိုကြတော့ကိုက scholarship လျှောက်ပြီဆိုရင်တော့ဒီ IELTS ပဲဖြစ်ဖြစ်ပေါ့နော်ကိုကကြိုပြီးတော့မှပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်ကိုက practice လုပ်နေဖို့လိုတယ်ကြိုပြီးတော့မှ practice လုပ်ထားပေါ့နော်ကိုအကယ်၍ပေါ့နော်အထူးသဖြင့် IELTS ကိုဖြေဖို့အတွက် confidence မရှိနေဘူးဆိုရင်လည်းပဲကျမရဲ့ experience ကိုပြောချင်တယ်ပေါ့နော်ကျမရဲ့တငယ်ချင်းဟုတ်တယ်ကျမရဲ့ဆရာလည်းဟုတ်တယ်ပေါ့နော်ဆရာတော်မင်းကနေပြီးတော့မှကျမကိုပြောတယ်IELTS ကိုစိတ်မပူနဲ့ပေါ့နော်အကယ်၍ဖြေရတော့မယ်ဆိုရင် booking တင်လိုက်ပြီဆိုလို့ရှိရင်အဲ့လို motivation ရသွားတယ်ပေါ့နော်ဘာလို့လဲဆိုကိုကမဖြစ်မနေဖြေရတော့မယ်ဆိုတဲ့အချိန်မှာကိုကလုံးဝ practice မလုပ်လို့လည်းမရတော့ဘူးဆိုတော့ကိုဘလောက်ပဲအလုပ်များနေပါစေပေါ့နော်ဒီအတွက်ကိုအချိန်ပေးကိုပေးရတယ်အဲ့ဒါဆိုတော့ကိုကတကယ်ဖြေရတော့မယ်ဆိုတဲ့အချိန်ကြရင်ကိုကတော့ကိုပေါ့နော် ready မဖြစ်နေဘူးအဲ့လိုမျိုးထင်ပေမဲ့မဖြစ်မနေဆိုရင်ကိုလည်းပဲလုပ်ဖြစ်တယ်ပေါ့နော်အချိန်ပေးပြီးတော့မှစူးစမ်းဖြစ်တယ်ဆိုတော့အကယ်၍ဒီကိုယ့်ရဲ့ပေါ့နော်English language skills ကိုစိတ်ပူနေတဲ့သူတွေရှိရင်လည်းပဲအဲ့ဒါကိုပုံမှန်လေးပဲလေ့ကျင့်သွားပြီးတော့မှရောက်ကြည့်စေချင်တယ်ပေါ့နောက်ထပ်ကကြတော့ဒီ scholarship application essay မှာကြတော့ essay တွေရဲ့သူ့ရဲ့ပေးထားတဲ့ပေါ့နော်ဒီ essay ရေးဖို့အတွက်ပေးထားတဲ့ instruction ကိုတေချာလေးဖတ်ပြီးတော့မှကိုကစပြီးတော့ရေးကြည့်ပေါ့နော်ရေးကြည့်ပြီးရင်အတွေ့အကြုံရှိရဲ့
ဆရာဆရာမတွေဖြစ်ဖြစ်တငယ်ချင်းတွေဖြစ်ဖြစ်ပေါ့နော်ဒီ scholarship နဲ့ပတ်သက်ပြီးတော့မှအာတည်ရတဲ့သူတွေရှောက်ဖို့ရတဲ့သူတွေပေါ့နော်အဲ့ဒီအဲကိုယ့်ရဲ့အတည်ထဲမှာရှိရဆိုလို့ရှိရင်ပေးပြီးတော့မှစိတ်ချရတဲ့သူပေါ့နော်ပေးပြီးတော့ဖတ်ကြည့်ပြီးတော့မှအာပြန်ပြီးတော့ဘယ်လိုမျိုးorganize ပြန်လုပ်လို့ရတယ်ဆိုတော့အကြံဉာဏ်လေးယူလို့ရတယ်ပေါ့နော်နောက် recommendation letter ဆိုရင်လည်းပဲချိုးဆရာဆရာမတွေကကြတော့ကိုယ်တိုင်ရေးပြရရှိရဲချို့ဆက်ဆံမရကြတော့ draft ပေးရတာရှိရဲပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုတေချာလေးမေးကြည့်ပြီးတော့မှာပေါ့နော်ကိုက draft ပေးရမှာလားပေးဖို့မလိုဘူးလားဆိုတာလေးပေါ့နော်အဲ့လိုမျိုးဟာလေးတွေကအစကိုကတေချာလေးအကုန်လုံးပေါ့နော်တေချာပြီးတော့တေချာလေးပြင်ဆင်ပြီးတော့မှစပြီးတော့မှရှောက်ကြည့်စေချင်ပါတယ်ဒါဆိုနောက်ထပ်တစ်ပိုင်းကိုသွားပါမယ်နော်အဲ Australia World Scholarship ကကြတော့အားလုံးသိတဲ့အတိုင်းပဲပေါ့နော်သူက Australian Government ရဲ့ Department of Foreign Affairs and Trade ကနေပြီးတော့မှပေးတာဖြစ်တယ်February 1ရက်နေ့မှာစခေါ်တယ် April 30မှာပိတ်တယ်ပေါ့နော်ဒါပေမဲ့တချို့ technical error ဘာညာရှိရဆိုလို့ရှိရင်တော့သူတို့ပြန်ပြီးတော့မှ deadline extension လုပ်ပေးရရှိရပေါ့နော်ဒါပေမဲ့30ရက်နေ့မှာပဲဒါပိတ်တာများတယ်ပေါ့နောက်ထပ်တစ်ပိုင်းကကြတော့ eligibility criteria ဒီမှာဆိုရင်ဒီမှာဒါမနှစ်တုန်းကပေါ့နော်သူတို့ရဲ့ eligibility criteria ကိုကပြီးတော့မှဒီမှာပြောပြပေးတာဖြစ်ပါတယ်အဲ့မှာအဓိကအရေးကြီးတာကြတော့4 years of work experience ပေါ့နော်အသက်အရွယ်ကန့်သတ်ထားတာကိုမတွေ့ရဘူးဒါပေမဲ့လုံသက်က4နှစ်ရှိရမယ်ဆိုတော့အဲ့ဟာကfull time part time volunteering internship စသဖြင့်အဲ့ဒီအတွေ့အကြုံတွေအကုန်လုံးပေါင်းပြီးတော့မှ4နှစ်ပြည့်ရဆိုလဲရတယ်ပေါ့နော်အကုန်လုံးတောက်လျှောက် full time ဖြစ်ရမလို့ပေါ့နောက်ထပ်တစ်ခုကကြတော့ same field မှာ master's degree ရထားတာမျိုးမဖြစ်ရဘူးဆိုချင်တာက master of educational leadership ရှောက်မယ်ဆိုရင်ကိုက master of educational leadership ရပြီးသားမဖြစ်ရဘူးဒါပေမဲ့တခြားမတူညီတဲ့field ကိုတော့ကိုရွေးလို့ရတယ်ပေါ့နောက်ထပ်နောက်ထပ်ကကြတော့ဒီ master scholarship ဖြစ်တဲ့ကြောင့်မလို့ master's degree ဖြစ်တဲ့ကြောင့်မလို့တေချာပေါက် bachelor ကတော့ရှိထားမယ်ပေါ့နော်ဒါကတော့အထူးတလဲပြောစရာမလိုဘူးကျန်တဲ့ချက်လက်တွေကတော့ဒါဖတ်ကြည့်လိုက်ရင်နားလည်လွယ်ပါတယ်နော်နောက်ထပ်ကကြတော့ required documents ပေါ့နော်ဘာတွေလိုလဲပေါ့နော်အဲ့ဒီမှာဆိုရင်မှတ်ပုံတင်လိုတယ်ပြီးရင် passport ကကြတော့စလျှောက်တဲ့အချိန်မှာမရှိသေးရင်လည်းပဲရတယ်ဒါပေမဲ့ထွက်မဲ့အချိန်မှာတော့ရနိုင်ရမယ်ပေါ့နော်ပြီးရင်နောက်ကျမတို့ကဆိုလို့ရှိရင် interview သူတို့စပြီးတော့ခေါ်တာနဲ့ passport ကိုပြခိုင်းတယ်ပေါ့နော်အဲ့ဒါဆိုတော့ interview မတိုင်ခင်မှာကိုက passport ရထားရင်ပို့ပြီးတော့မှအဆင်ပြေတယ်အကယ်၍ရှေ့မှာမရှိထားရင်လည်းပဲပေါ့နော်ကျမတို့ကဆိုရင်လည်းပဲဆက်ဆက်လျှောက်တဲ့အချိန်မှာမရှိဘူးပေါ့နော်အဲ့ဒီဒီ interview ပါသွားတဲ့ step မှာတင်လိုက်တာဖြစ်တယ်နောက်ကကြတော့ကိုယ့်ရဲ့ degree certificate တွေပေါ့နော်ဥမာ bachelor ပြီးထားဆို bachelor degree certificate တွေတင်ပေးရမယ်နောက် academic transcript တွေကကြတော့ဥမာ bachelor ဆိုရင်ကျောင်းက9နှစ်ဆိုရင် first year to ပညာရေးမှာဆိုရင်တော့9နှစ်ဆိုတော့ first year to final transcripts တွေ9နှစ်စာပေါ့နော်ကိုက4နှစ်ဆိုရင်တော့အကြောင်း4နှစ်ဆိုရင်တော့4နှစ်စာ transcripts တွေကြိုပြီးတော့မှပြင်ဆင်ထားဖို့လိုအပ်တယ်။နောက် referee report ဆိုတာ recommendation letters ပဲပေါ့နော်နှစ်ဆောင်လိုပါတယ်။တစ်ဆောင်ကကြတော့ကိုယ့်ရဲ့ academic field ကဆရာဆရာမစီကရနိုင်တယ်ဆိုရင်တစ်ဆောင်ပေါ့နော်ပြီးရင်အလုပ်ရှင်စီကတစ်ဆောင်။ကြွေကိုယ့်ရဲ့ဒီ academic ကဆရာဆရာမစီကမရနိုင်ဘူးဆိုရင်တော့တခြားကပဲနှစ်ဆောင်ပေါ့နော်။နောက်တစ်ခါ CV form DIP ပေါ့နော်အဲ့ဒါတွေကကြတော့သူတို့ပေးထားတဲ့ template တွေရှိတယ်အဲ့မှာ referee reports ရော CV form ရော DIP ရောပေါ့နော်သုံးခုလုံးကသူတို့ template တွေပေးထားတယ်အဲ့ဒီဟာမှာပဲရေးရမယ်ပေါ့နော်အဲ့တော့အဲ့ဒီသူတို့ရဲ့ template ကိုတေချာလေးကြည့်ပြီးတော့မှသတိထားဖို့လိုတယ်ပေါ့နော်ကိုဟာနဲ့ကို CV form တည်တံ့ကိုဟာနဲ့ကိုပြင်လိုက်တယ်ဆိုရင်အဲ့ဒါဆိုလို့ရှိရင်ကို့မှာပေါ့နော်အမှားယွင်းတစ်ခုဖြစ်သွားမှာစိုးရဲပေါ့နော်အဲ့တော့ဒေရှာလေးသတိထားစီခြင်းပါတယ်နောက် research proposal ကကြတော့ master by research သမားတွေအတွက်ပေါ့နော် research proposal တင်ရပါမယ်အကယ်၍ master by course work ဆိုရင်တော့research proposal တင်စရာမလိုဘူးပေါ့ဒါဆိုရင်နောက်ထပ်တစ်ပိုင်းကကြတော့ essay ကိုသွားမယ်နော် essay မှာအားလုံးသိတဲ့အတိုင်းပဲ၄ပုဒ်ရေးရတယ်ပထမတစ်ခုကတော့ကိုကဘာလို့ဒီ course နဲ့ institution ကိုရွေးရလဲ
course ကကြတော့ကိုရွေးတဲ့ major institution ကကြတော့တက္ကသိုလ်ပေါ့နော်ဘာလို့ဒီတက္ကသိုလ်ရွေးရလဲဒုတိယတစ်ခုကကြတော့ကိုလေးလာမဲ့major ကနေပြီးတော့မှကိုယ့်ရဲ့ career ကိုဘယ်လိုမျိုးအထောက်အကူဖြစ်လဲပေါ့နော်အဲနောက်ထပ်တစ်ခုကကြတော့ကိုယ့်ရဲ့ leadership experience ကိုမေးတာပေါ့နော်ကိုကchallenge တစ်ခုကိုဖြေရှင်းခဲ့တဲ့ဘယ်လိုမျိုးပေါ့နော်contribute လုပ်ခဲ့လဲနောက်တစ်ခုကဒါမှမဟုတ် change သို့မဟုတ် reform တစ်ခုကိုဘယ်လိုမျိုးအကောင့်ထဲပေါ်ခဲ့လဲပေါ့နော်အကောင့်ထဲပေါ်တဲ့နေရာမှာဘယ်လိုမျိုး contribute လုပ်ခဲ့လဲပေါ့အဲ့ဒါဆိုတော့အဓိကအားဖြင့်သူ့ရဲ့ဒီမှာပေးထားတဲ့အသေးစိတ်ကိုကြည့်လိုက်မယ်ဆိုရင်သူကအဓိကကိုယ့်ရဲ့leadership knowledge skills တွေကိုသူကအဓိကအားဖြင့်ဒီ Excel ကအဓိကမေးတာပေါ့နော်အဲ့တော့ကိုကဘလူလူတွေနဲ့ organization တွေလူတွေဘလူလူတွေနဲ့ပူးပေါင်းပြီးတော့မှပူပေါင်းဒီပြဿနာကိုဖြေရှင်းခဲ့လဲပေါ့နော်အကယ်၍ပြဿနာတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်ရှေ့ကိုလုပ်ခဲ့တဲ့အရာတစ်ခုကပြဿနာကိုဖြေရှင်းတဲ့အရာဆိုလို့ရှိရင်ဘယ်လိုမျိုးဖြေရှင်းခဲ့လဲပြီးရင်ဘယ်လိုမျိုး creative methods တွေကိုကိုသုံးပြီးတော့မှဖြေရှင်းခဲ့လဲပေါ့နော်အဲ့ဒါကိုမေးတာအဓိကအဖြစ်ပြန်ပြီးခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ leadership experience ကိုမေးတာပေါ့နော် DXC ကနောက်ထပ်တစ်ပုဒ်ကကြတော့ဒါကိုယ့်ရဲ့ future contribution plan ပေါ့နော်ကိုပြန်လာရင်ဘာတွေလုပ်မလဲအဲ့မှာ practical example လို့ပြောရတဲ့ကြောင့်မို့လို့တကယ်လက်တွေ့ပေါ့နော်ကိုလုံနိုင်တဲ့ဟာမျိုးကိုပြောဖို့လိုတယ်ရေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုကနေပြီးတော့မှဒီ constraints တွေဘယ်လိုမျိုး constraints တွေကိုအာကြုံနိုင်လဲပေါ့နော်ဒီ plan ကိုအကောင့်ထဲပေါ်တဲ့အခါမှာအဲ့တော့ဒီ Excel လေးပုဒ်ကတော့ဒီအကြောင်းအရာရေးရတာဖြစ်တယ်အဲ့တော့ကျွန်မဘယ်လိုရေးခဲ့လဲဆိုတာကိုမျှဝေပေးသွားပါမယ်ပထမဆုံး Excel 1ကဒီ course နဲ့ institution ကိုဘယ်လိုမျိုးဘာကြောင့်ရွေးရလဲအဲ့တော့အဲ့ဒီမှာ course ကိုတက်တက်တစ်ပိုင်း institution ကိုတက်တက်တစ်ပိုင်းပေါ့နော် course ကိုကြတော့ကျွန်မဘာလို့ရွေးလဲဆိုတာကိုထောက်ပြတဲ့အချိန်မှာအရင်တော့ကပညာရေးမှာပေါ့နော်ဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုတာကိုကျွန်မပြောတယ်တစ်ချက်ပေါ့နော်ဘယ်လိုဖြစ်ခဲ့လဲမြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာဘယ်လိုဖြစ်ခဲ့လဲပြီးရင်လက်ရှိဘာတွေလုပ်နေလဲဒုတိယတစ်ချက်နော်လက်ရှိမှာဘယ်လိုမျိုးအပြောင်းလဲတွေလုပ်နေလဲဘာတွေလုပ်နေလဲပြီးရင်အဲ့ဒီမှာလိုအပ်နေတဲ့ပေါ့နော်လိုအပ်ချက်ကဘာလဲပေါ့နော် gap ဖြစ်နေတဲ့အရာအဲ့ဒီ gap ကိုထောက်ပြပြီးတော့မှကျွန်မကဒီ course ကိုရွေးတယ်ဆိုပြီးတော့မှပြောတာအဲ့တော့တကယ်တော့ဒီ course ကိုရွေးတာကိုယ့်ရဲ့ passion ကြောင့်ရေးတာပေါ့နော်ဒါပေမဲ့ကျွန်မရဲ့ essay မှာကျတော့ကျွန်မကဒီ course ကိုအရင်ကြိုက်တယ်ဆိုပြီးတော့ဓာတ်ရိုက်မပြောပေမဲ့လည်းကျွန်မကဒီ gap ကိုဖြည့်ပေးခြင်းတယ်ပေါ့နော်ပြီးရင်ကျွန်မရဲ့ဒီ course ကရတဲ့ knowledge and skills တွေနဲ့ဆိုရင်ဒီ gap ကိုဘယ်လိုပုံစံမျိုးနဲ့ကျွန်မဖြည့်မယ်ဆိုတဲ့ဟာကိုအဓိက highlight လုပ်ပြီးတော့အဲ့ gap ကိုထောက်ပြပြီးတော့မှရေးသွားတာပေါ့နော်ရေးသွားတာဆိုတော့ဓာတ်ရိုက်အားဖြင့်ပေါ့နော်ကျွန်မရဲ့ essay မှာဆိုရင်ဒီ course ကိုကိုကဘယ်လောက်ကြိုက်ပါတယ်လို့မပြောပေမဲ့လည်းဒီ gap ကိုထောက်ပြရင်းနဲ့မှာကိုယ့်ရဲ့ passion ကိုဖော်ပြတဲ့စကားလုံးမျိုးတွေအသုံးအနှုန်းတွေပါတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရေးတာဖြစ်တယ်။နောက် institution ကိုကြတော့ဘာဖြစ်လို့ဒီတက္ကသိုလ်ရွေးရလဲဆိုတဲ့အခါမှာ reason က3ခုပေါ့နော်3ခုအဲ့ဒီမှာလည်းကိုက reason ပေးရင်းနဲ့မှာလည်းပေါ့နော်ကိုရဲ့ပြောရမယ်ဆိုရင်ကိုရဲ့ဒီလုံးမဲ့ future plan နဲ့ချိတ်ဆက်ပြီးတော့မှနည်းနည်းချင်းပေါ့နော်ချိတ်ဆက်ပြီးတော့အဲ့လိုမျိုးရေးသွားတဲ့အပိုင်းမျိုးလည်းပါတယ်ဥပမာဆိုပါဆိုကျမကဒီ course တွေဆိုပါစို့ modules တွေကိုတချို့အဲ့ဒီထဲမှာသူတို့တက္ကသိုလ်ကပေးတဲ့ modules တွေမှာဘယ်လိုဟာတွေတော့ပို့ပြီးတော့တအားကြိုက်တယ်ဆိုလို့ရှိရင်ကြိုက်တယ်လို့ပြောတာတော့အတူတူပဲပေါ့နော်ဘယ် module ကိုကြိုက်တာဒါပေမဲ့ကျမကကိုယ့်ရဲ့ major နဲ့ပတ်သက်တဲ့ module တွေကိုဆိုပါစို့ highlight လုပ်ပြီးပြောရဲဆိုရင်ကိုက reason ပေးနေရင်လည်းမှကိုယ့်ရဲ့ course နဲ့ပတ်သက်တာကိုလည်းကိုကချိတ်ပြီးတော့ပြောသွားတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရေးတာပေါ့နော် essay 1ကကြတော့နောက်တစ်ခါကျတော့ essay 2မှာကျတော့ကိုယ့်ရဲ့ဒီ study ကကိုယ့်ရဲ့ career ကိုဘယ်လိုမျိုး contribute လုပ်လဲပေါ့နော်အဲ့မှာကျတော့ကျမရေးတဲ့ပုံစံကြတော့ကျမကဒီ course ကနေဘယ်လိုမျိုး knowledge and skills တွေရမလဲဆိုတာကိုကျမရေးတယ်ပေါ့နော်ဒီ course ကိုသင်ယူနေရင်လည်းဘယ်လိုမျိုး knowledge တွေ skills တွေရမလဲ
အဲ့လိုမျိုးပြောရင်းနဲ့မှတစ်ဖက်မှာလည်းပဲကျမကဒီလို knowledge တွေ skills တွေရမယ်ဆိုကျမဘာလုပ်လို့ရတယ်ဆိုတာကိုကျမပြောတယ်ပေါ့နော်အဲအဲ့တော့ဒီမှာရေးတဲ့ပုံစံဆိုလို့ရှိရင်အဲ့ဒီကရတဲ့ knowledge and skills တွေကိုဘယ်လိုမျိုးပြန်ပြီးတော့ကျမရဲ့ career မှာပြန်ပြီးအသုံးချနိုင်မယ်ပြီးရင်ကျမကရှေ့မှာလည်းပဲပေါ့နော်ရှေ့က gap နဲ့လည်းထောက်ပြခဲ့တဲ့ gap နဲ့လည်းချိတ်ဆက်လိုက်တယ်ပြီးတော့ရှေ့ကထောက်ပြတဲ့ gap ကို bridge လုပ်ဖို့အတွက်ကျမကဘာတွေလုပ်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အဲအဲချိတ်ဆက်ပြီးတော့မှရေးသွားတယ်ပေါ့နော်အဲ့တော့ axis 1နဲ့2နဲ့ကလည်းပဲချိတ်ဆက်နေရပေါ့နော်အဲ့တော့ဒီမှာဒီ knowledge and skills တွေကိုရေးတဲ့အခါမှာပေါ့နော်ဒီကနေဘာတွေရမလဲဆိုတဲ့ဟာကိုရေးတဲ့အခါမှာကြတော့ကျမကသူတို့ကျောင်းရဲ့modules တွေရဲ့ outcomes တွေကိုတွားပြီးတော့ဖတ်တယ်ပေါ့နော်သူတို့သူတို့ရဲ့ module တွေကိုကိုကတင်ယူလိုက်တယ်ဆိုရင်ကိုကဘာတွေသိသွားမှာလဲဆိုတာကိုတွားပြီးသူတို့ရဲ့ website မှာဖတ်လိုက်တဲ့အတွက်ကြောင့်မလို့ကိုကပို့ပြီးတော့မှရေးတဲ့အခါမှာပို့ပြီးတော့ကို confidence ရှိသွားတယ်ပေါ့နော်ပို့ပြီးတော့တိတိကျကျရေးနိုင်တယ်ပြီးတော့ကျွန်မအဲကိုယ့်ရဲ့ major နဲ့ပတ်သက်တဲ့စာအုပ်တွေဆိုရင်လည်းပဲကျွန်မကြိုပြီးတော့မှဖတ်ထားတာရှိတယ်ပေါ့နော်အဲဒီဥပမာ leadership management ဆို leadership management နဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်တာမျိုးပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ major နဲ့ပတ်သက်တဲ့စာအုပ်တွေကိုဖတ်တာကပို့ပြီးတော့မှတချို့ပေါ့နော်အဲကို idea ပိုရစေတယ်တချို့ဟာလေးဆိုကိုမေ့နေရဟာလေးရှိရဲအဲ့ခါမှာစာအုပ်တွေဖတ်ပြီးတော့မှပြန်ပြီးတော့မှကို idea ပေါ့နော်ထွက်လာတာမျိုးတွေလည်းရှိရဲဆိုတော့အဲအကယ်၍ကိုကပေါ့နော်ဒီ major နဲ့ပတ်သက်တဲ့ခုနလို website မှာသွားပြီးတော့မှဖတ်တာတို့သို့မဟုတ်ဆက်ဆက်တဲ့အားတွေဖတ်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်ထပ်တစ်ပုဒ်ကိုသွားပါမယ်နောက်ထပ် essay 3ကကြတော့ leadership experience ကိုမေးတာပေါ့နော်အဲ့ဒီမှာဆိုရင်အမ်ဥပမာဆိုပါစို့ပေါ့နော်ကိုကလုပ်ခဲ့တဲ့အရာက teacher training ဆိုပါစို့ဥပမာအဖြစ်အဲ့လိုမျိုး teacher training program ကိုကပေးခဲ့ဘူးတယ်ပေါ့အဲ့လိုပေးခဲ့ဘူးတယ်ဆိုလို့ရှိရင်ဘာကြောင့်မလို့ဒီ teacher training program ပေးတာလဲပေါ့နော်ဘာဘာအကြောင်းအရာကြောင့်မလို့ပေးတာလဲပေါ့နော်ဘာဖြစ်လို့ပြဿနာတစ်ခုခုရှိလို့လားဒါမှမဟုတ်ဆရာဆရာမတွေမှာခုနလိုမျိုးgap တစ်ခုဖြစ်နေလို့လားပေါ့နော်ဘာကြောင့်ပေးတာလဲဥပမာဆိုပါစို့ COVID ကာလမှာပေးရဆိုရင် COVID ကာလမှာစသဖြင့်သူတို့ရဲ့သူတို့မှာ professional development activities တွေလိုအပ်လို့ပေးတာမျိုးလားပေါ့နော်ဥပမာပြောပြတာပေါ့နော်ဥပမာအဖြစ်ဆိုရင်ဘာကြောင့်ပေးရလဲပြီးရင်ဘယ်ချိန်မှာပေးတာလဲပြီးရင်ဘသူအတွက်ပေးတာလဲပေါ့နော်ကိုယ့်ရဲ့ accent မှာပါရမယ်ဆိုတော့အချိန်ကာလလည်းပါရမယ်ပေါ့နော်ဘယ်ချိန်တုန်းကပေးရလဲအဲ့ဒါမှဖတ်တဲ့သူကဘယ်ချိန်တုန်းကလုပ်ခဲ့တာဆိုတော့တခါတည်းရှင်းရှင်းလင်းလင်းသိနိုင်တယ်နောက်ဒီ program ရဲ့aim ပေါ့နော်ရည်ရွယ်ချက်ကပါလဲဘာသိသွားစေချင်တာလဲပေါ့နော်ဘာဘယ်လိုဖြစ်သွားစေချင်တာလဲဘယ်လို skills တွေတိုးတက်သွားစေချင်တာလဲပြီးရင်အဲ့ဒီမှာကိုပါဝင်ခဲ့တဲ့ role ကိုယ့်ရဲ့ role ကပါလဲပေါ့နော်ကိုက program leader လားစသဖြင့် teacher trainer လားဘာလဲပေါ့နော်ပြီးရင်နောက်တစ်ခုကကြာ duration ဘယ်လောက်အချိန်ကာလဘယ်လောက်ပေးခဲ့ရလဲ3လလား2လလား4လလားပေါ့နော်စသဖြင့်အဲ့လိုရှိမယ်နောက်တစ်ခုကကြာတော့ကိုဘယ်သူတွေနဲ့ပူးပေါင်းလုပ်ခဲ့တာလဲပေါ့နော်အာလူဆိုလို့ရှိရင် negotiate လုပ်ရတဲ့သူတွေရှိမယ်ဒီကို accounted for တဲ့ဒီ program ကိုပေးနေတဲ့အချိန်မှာအခြားဆရာဆရာမတွေဘယ်သူတွေနဲ့ collaborate လုပ်ခဲ့လဲပေါ့နော်ပြီးရင်ဘယ်လိုမျိုးအဲ့ program ကာလတစ်လျှောက်လုံးပေါ့နော်ဒီမှာရောပဲဘယ်လိုမျိုး creative methods တွေကိုကိုသုံးခဲ့လဲပြီးတော့နောက်ထပ်ကကြတော့ဘယ်လိုမျိုးအခက်အခဲမျိုးတွေ sorry ဘယ်လိုမျိုးအခက်အခဲမျိုးတွေကိုကြုံခဲ့ရလဲပေါ့နော်constraints တွေကဘယ်လိုအခက်အခဲမျိုးတွေကိုကြုံခဲ့ရလဲဆိုတာကိုရေးသားဖော်ပြတင်တယ်ပြီးရင်ဒီ program ရဲ့ impact ပေါ့နော်ဘယ်လိုမျိုးအကျိုးရှိသွားတယ်လဲ participants တွေပြီးရင်ကို့မှာရောဒီ program ပေးလိုက်ရတဲ့အတွက်ကြောင့်မလို့ဘယ်လိုမျိုးဘယ်လိုကို့ပုံမှာရော impact ဘယ်လိုရှိလဲပေါ့နော်ကျမတို့အဲ့ဒီဘိုင်းကိုပါထည့်ရေးတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလောက်ပါပဲကို့ပုံမှာ impact ဖြစ်တယ်ဆိုအဲ့တော့အဓိကအပြင်ဒီ participants တွေမှာဘယ်လိုမျိုး impact ဖြစ်သွားလဲအဲ့ဒီကိုရေးတဲ့အခါမှာလည်းတအားကြီးကြီးပေါ့နော်အဲအများကြီးတိုးတက်သွားတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့လည်းပေါ့နော်သူတို့ရဲ့ negotiate နေတဲ့ level ထက်ဘယ်လောက်အတိုင်းတာထိနည်းနည်းပဲဖြစ်ဖြစ်ပေါ့နော် small impact ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်တအားကြီးကြီးဆိုရင်လည်းပဲလက်တွေ့အရန်မဆန်တာမျိုးဖြစ်မှာဆိုလို့ပေါ့နော်ကိုကနေပြီးတော့မှတကယ်
အရှိအတိုင်းပဲကိုရေးလို့ရတယ်ပေါ့နော်။သူတို့မှာဘာတွေပို့ပြီးတော့တည်သွားတယ်ဘယ်လိုမျိုးဖြစ်သွားတယ်စသဖြင့်ဒီကို impact ကိုဖော်ပြပေးတင်ပါတယ်။ဒါဆိုရင်နောက်ထပ်တစ်ပုဒ်ကကျတော့ Active or မှာဆိုရင်ကိုယ့်ရဲ့ future contribution plan ပေါ့နော်ကိုပြန်လာရင်ဘာလုပ်မယ်ဆိုတဲ့ဟာမှာ plan က3 practical example ဆိုတော့ကိုက3ခုရေးရမယ်အဲ့ဒီမှာပထမဆုံးပေါ့နော်ပထမဆုံး plan ကိုအရင်ဆုံးကြည့်ကြည့်မယ်နော်ပထမဆုံး plan မှာဆိုရင်လည်းအတူတူပဲပေါ့နော်ဒီရှေ့မှာကျွန်မပြောခဲ့သလိုပဲဒီဆိုပါစို့ပြန်လာရင်ကိုပြန်လာနဲ့လုံးမဲ့ plan ဆိုပါစို့ plan A အဲ့ဒီမှာအဲ့ဒီဟာရဲ့ရွယ်ချက်ကဘာလဲပေါ့နော်ဒီသူ့ရဲ့ aim ကဘာလဲပြီးရင်ဘယ်ချိန်မှကိုစလုံးမှာလဲဥပမာပြန်လာရှင်းလာဘယ်လောက်ကြာရင်လဲပေါ့နော်ပြီးရင်ဘယ်နေရာမှာလုံးမှာလဲနေရာဒေတာအတိအကျပေါ့နော်ဘယ်နေရာမှာလုံးမှာလဲဒီဟာအကယ်၍ဆိုပါစို့ဆရာဆရာမတွေဆိုရင်တော့ teacher training ဆိုရင်လည်းဘယ်နေရာမှာလုံးမှာလဲဘယ်ကဆရာမတွေကိုပေးမှာလဲပေါ့နော်ပြီးရင် for home ကတော့ဒီမှာ participants တွေပေါ့နော်ဆရာဆရာမတွေလားကျောင်းသားတွေလားဘယ်သူတွေလဲပေါ့နော်ဘယ်သူအတွက်ပေးမှာလဲနောက်တစ်ခါကျတော့ how ပေါ့နော်ဘယ်လိုမျိုးပေးမှာလဲဒါကကြတော့ခွာဥမာဘယ်လိုမျိုးဒါကိုအကောင့်ထဲပေါ်မလဲဆိုတဲ့ဟာကိုရေးတဲ့ဘက်မှာကြတော့ဒီ Excel မှာကြတော့limitation work limitation ရှိရဲဆိုတော့ကျမတို့ကအများကြီးရေးလို့မရဘူးဒါပေမဲ့နည်းနည်းလေးလောက်ပဲဖြစ်ဖြစ်ပေါ့နော်အဲဒီမှာပအောင်ရေးလို့ရတယ်ဒါပေမဲ့နောက်ပိုင်း DIP development impact plan မှာကြတော့ကိုကအသေးစိတ်အဲ့ဒီမှာဘယ်လိုအကောင့်ထဲပေါ်မယ်ဆိုတော့အသေးစိတ်ရေးလို့ရတယ်ဒါပေမဲ့ဒီမှာတော့နည်းနည်းပေါ့နော်လိုမျိုးကောင်းထဲပေါ်မယ်နောက်တစ်ခုကကျတော့ဘယ်လိုမျိုးknowledge and skills တွေသူတို့မှာတိုးတက်သွားစေမှာလဲသူတို့ဘာတွေရသွားမလဲပေါ့နော်သူတို့ဘာတွေရသွားမလဲနောက်တစ်ခု constraints တွေဆိုရင်ဘယ်လိုမျိုးအခက်အခဲတွေကိုကြုံရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးရှိမယ်ဒါက plan A ပေါ့နော် plan B C ရှိမယ်ခုနကလိုမျိုးကိုလုံးမဲ့ plan 3ခုပေါ့နော်3ခုမှာဆိုရင်ချို့ကကျတော့ constraints တွေကို plan A အတွက်ဆိုရင် A အတွက် constraint ဆိုတက်တက်ရေးတာမျိုးရှိကောင်းရှိမယ်ဒါပေမဲ့အဲ့ဒီမှာ work limitation ရှိရတဲ့အတွက်ကြောင့်မလို့အကုန်လုံးပေါင်းပြီးတော့မှ3ခုလုံးကိုဖော်ပြပြီးတော့မှနောက်ဆုံးမှာဘလို့အခက်အခဲတွေရောရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖော်ပြရင်လည်းပဲရပါတယ်နောက်တစ်ခုကကျတော့ DIP ပေါ့နော် Development Impact Plan DIP ကကြတော့ခုနကကျမတို့ကဒီ Exit 4မှာပြောခဲ့တဲ့အကြောင်းအရာတွေကိုအသေးစိတ်ရေးတာပေါ့နော်။ Plan A ဆိုရင် Plan A ရဲ့ first step မှာတော့ကိုကဘာလုပ်မလဲ။သူတွေနဲ့ negotiate လုပ်မယ်ပေါ့။ဒုတိယ step မှာဆိုရင် negotiate လုပ်ပြီးသွားတဲ့အခါမှာဒုတိယ step မှာဆိုရင်ကိုဘာလုပ်မယ်တတိယမှာဘာလုပ်မယ်စသဖြင့်ဒီ plan ကိုအသေးစိတ်ပြန်ပြီးတော့ရေးတာပေါ့နော်။တနည်းအားဖြင့်ဆိုရင်တော့ကိုယ့်ရဲ့ plan ကဘယ်လောက်အကောင့်ထဲပေါ်ဖို့အတွက်တကယ် practical ဖြစ်တယ်ဆိုတာကိုပြတာပေါ့နော်အဲဆိုတော့DIP development impact plan ရေးရတာကျမအတွက်ဆိုရင်တော့အဲ့လိုမျိုးကောင်းတယ်လို့ကျမထင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ Excel 4မှာကျတော့ work limitation ရှိရောကျမတို့ကဟိုလိုမျိုးအများကြီးရေးလို့မရဘူးဒါပေမဲ့ DIP မှာကျတော့အသေးစိတ်ရေးလို့ရတယ်ကိုယ့်ရဲ့ plan က blau practical ဖြစ်တယ်ဆိုတာကိုပြသခွင့်ရတယ်ပေါ့နော်အဲဒါဆိုတော့ step တွေတစ်ခုချင်းစီအသေးစိတ်ရေးစေချင်ပါတယ်အဲ့ဒီမှာပေါ့နော် general လောက်ပဲမရေးဘဲနဲ့တစ်ခုချင်းစီအသေးစိတ်တေချာလေးရေးဖို့အတွက်မှာချင်ပါတယ်ဒါဆိုရင်ပေါ့နော်ဒီ Excel လေးပုံလုံးကဘယ်လိုမျိုးချိတ်ဆက်နေလဲဆိုတာကိုပြန်ပြီးတော့ကြည့်ကြည့်မယ်နော်အဲ့တော့ကျမဒီမှာလုံးမဲ့ဒီမှာပေါ့နော် plans 3ခုရှိရယ်ပြောထားတယ်ပေါ့နော် Excel 4မှာပြောသွားတဲ့ plan က Excel 1မှာထောက်ပြခဲ့တဲ့ gap ကို bridge လုပ်ဖို့အတွက်လုံးမဲ့ plan တွေဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင် Excel 1က gap နဲ့ Excel 4နဲ့ကဆက်ဆက်နေတယ်ပြီးရင်နောက်တစ်ခုကကြတော့ Excel 2မှာဆိုရင်ချက်ကြည့်ကြည့်မယ်နော်Excel 2မှာကျမကဘယ်လိုမျိုး knowledge and skills တွေရမလဲဆိုတာကိုကျမပြောခဲ့တယ်ပေါ့နော်ပြီးရင်ကျမဘာလုပ်လို့ရလဲဆိုတာကိုလည်းပြောတယ်အဲ့လိုမျိုးဘာလုပ်ရမလဲဆိုတာကိုဒီမှာပြောတဲ့ဟာနဲ့ Excel 4နဲ့ကကိုက်နေရမယ်ပေါ့နော်ကိုကဒီမှာဘာတွေလုပ်လို့ရအောင်မဆိုပါစို့ training teacher training ပြန်ပေးမယ်ဆိုရင် teacher training ကျမဒီကနေဘယ်လို knowledge တွေရမယ်အဲ့ဒါဆိုရင်ပြန်ပြီးတော့မှ teacher training ပြန်လုပ်နိုင်တယ်ဆိုရင်ကိုယ့်ရဲ့ Excel 4ကလည်းဟုတ်တယ် teacher training ပေးဖို့အတွက်ပဲဖြစ်မှာ link ဖြစ်မယ်ပေါ့နော်အဲ့တော့ပြီးရင်ဒီကရတဲ့ knowledge and skills တွေကိုလည်းပဲ Excel 4မှာ teacher training ပေါ့နော်ဥပမာပေါ့နော်ဥပမာပေးတာဖြစ်ပါတယ် teacher training ပေးမယ်ဆိုရင် Excel 2ကရတဲ့ knowledge and skills တွေကိုဟိုမှာပြန်သုံးရမယ်ပေါ့နော်ပြန်သုံးပြီးတော့မှအဲ့ဒါမှ
XC4 ကိုရေးတဲ့အခါမှာလည်းဥမာဆရာဆရာမတွေကိုဒီလို training ပေးလိုက်ခြင်းအပြင်သူတို့ကဘယ်လို knowledge and skills တွေတိုးတက်သွားပါမယ်လို့ပြောတဲ့ဟာနဲ့ဒီကကိုရတဲ့ knowledge and skills တွေနဲ့ကိုက်နေဖို့လိုရတယ်။ဟုတ်လို့ရှိရင်ကိုကဒီ course ကရတဲ့ knowledge and skills တွေကတက်ဟိုမှာ training ပေးတာတက်ဆိုရင်လုံးဝကို link မရှိနေဘူးပေါ့နော်။အဲ့ဒါဆိုတော့အဲ့ဒီလိုမျိုးဒီ access တွေအကုန်လုံးက link ဖြစ်နေရဲဆိုတာကိုသတိထားဖို့လိုအပ်တယ်။အဲ့လိုပဲ access 3ကိုရေးတဲ့အခါမှာကိုယ့်ရဲ့ leadership experience ကိုရေးတဲ့အခါမှာလည်းကိုကပနနနဲ့ပေါ့နော်ကိုယ့်ရဲ့ major နဲ့ချိတ်ဆက်ပြီးတော့မှရေးနိုင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါမှဘယ် access ကိုဖတ်ပေါ့နော်ကိုကဖတ်တဲ့လူကပေါ့နော်ကိုယ့်ရဲ့ access ကိုဖတ်တဲ့လူကကိုယ့်ရဲ့ passion ကိုမြင်နေရမယ်ကိုဒီ major ကိုရမ်း passionate ဖြစ်တယ်ပေါ့နော်ပြီးရင်ဒီလိုမျိုးကိုပြန်ပြီးတော့မှဒီလိုမျိုးမှဆိုပါစို့ teacher training ဆိုရင် teacher training လုပ်ပေးခြင်းနဲ့ဆိုတော့ရန်ကို passionate ဖြစ်တယ်ဆိုတာမျိုးဘယ် access ကိုဖတ်သူကမြင်နေရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်အောင်လို့ကျမတို့ကချိတ်ဆက်ပြီးတော့မှရေးသားတင်တယ်အဲ့တော့ကျမဒီနေ့ဗီဒီယိုမှာဆိုရင်ကျမပထမဆုံးခြောက်ခဲ့တဲ့scholarship experience တွေကိုမျှဝေပေးခဲ့တယ်ပြီးတော့မှအခက်အခဲတွေပေါ့နော် scholarship လျှောက်တဲ့အချိန်မှာတွေ့ကြုံရတဲ့အခက်အခဲတွေမျှဝေပေးခဲ့တယ်ပြီးရင်ကျမဒီ Australia World Scholarship မှာဘယ်လိုမျိုး access တွေကိုရေးသားခဲ့လဲဆိုတာတွေကိုအဓိကထားပြီးမျှဝေပေးသွားတာဖြစ်ပါတယ်အားလုံးပဲကြိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်